အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Jubilee ပါဒီနေ့မှာတော့ကျွန်တော်တို့ Jubilee Crafts episode 2ကိုဆော်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ရထားတာလေးလည်းပြစရာရှိသေးပါတယ်ကျွန်တော်တို့အိမ် internet ဆောက်တော့မှဖြစ်တာမို့ဒီဗီဒီယိုလေးကိုဆောက်လိုက်ကြရအောင်လား let's go okay ခုဆိုရင်ကျွန်တော်ဒီမှာ farm လေးလုပ်ထားပေါ့ we farm လေးရဲ့ဒီမှာရဲ့လုပ်ထားတဲ့ chicken farm တွေရောဗျာဒီထဲမှာ chest မှာကြည့်ရင် pumpkin နဲ့ sugar cane နဲ့ wheat တွေတော့ရှိတယ်ဗျာဟိုဘက် chest ထဲမှာဆိုတော့ကျွန်တော်တို့အိမ်ဆောက်ဖို့ပစ္စည်းတွေလုပ်ထားပါရင်ဗျာ okay ဒီမှာဆိုရင်တခုပြဒီမှာဆို trident နဲ့ fishing rod OP fishing rod တွေရထားဗျာဒီမှာဆိုကောင်းစားရထားဗျာအဲ့ဒါကို mending ပါတယ်ဆိုတော့ပိုကောင်းတယ်ဗျာဒီမှာ trident လည်းရထားဗျာ trident က drown တန်နဲ့ရထားတယ်ကျွန်တော်ရှားရတော့ငါးမြန်းနဲ့ပဲရထားပါတယ်ဒီမှာ first secret ဒီပါဗျာဒီမှာဆိုရတော့ဖြစ်ခွေးလေးရှိပါတယ်ကျွန်တော်ခွေးကိုနာမည်ပါပေးရအောင်လည်းမသိပါဘူး name tag ရှိတယ်ပေးခိုင်းခြင်းနဲ့နာမည်လေးကို comment မှာမှတ်ပေးတော့ကြပါဦး okay ထဲမှာဆိုလည်းကျွန်တော်တို့ iron နဲ့ကြိုထားရှိရတယ်ကျွန်တော်မစော့တာတော့မတင်တာတော့ကြာပြီပေါ့ဗျာဒါမှစော့ထားတယ်ခု day ဆိုတော့12ရက်တော့ရှိပြီဗျာကျွန်တော် diamond တွေတွေ့ထားတယ်နောက်ပြီးရင်iron တွေအများကြီးရထားရဒီမှာဆိုလို့ကျွန်တော်တို့ campfire လေးရယ် mine drill လေးရလုပ်ထားရဒါကတော့ decoration လို့ပြောလို့အဲ့လိုပဲလုပ်ထားပေါ့ဒီရဆိုတော့တိတ်တော့မတူရသေးဘူးဗျာနောက်ပြီးမှ expand လုပ်ကြမယ်နောက်ပြီးမှအဲ့ဒါတွေလုပ်ပါဗျာဒီမှာကျွန်တော်တို့ iron armor လေးလုပ်မယ်အရင်ဆုံးဒီမှာကျွန်တော် chain helmet ရှိတယ်ဗျာဒီမှာဆိုကျွန်တော် diamond ရှိတယ်diamond တော့ cave သွားနေရထားတယ်အဲ့ဒီမှာတခြားပစ္စည်းတွေရှိရ redstone တွေပါညာတွေရှိတယ်အဲ့မှာကျွန်တော်ဆိုရင်က dirt တွေလည်းတော်တော်များတယ်ဗျမြေကိုပြန့်အောင်ထားဆိုတော့တော်တော်များတယ်နောက်ပြီးရင်ကျွန်တော် sapling တွေဆိုလည်းအများကြီးရဒီမှာဆို sapling တွေဆိုအများကြီးတော့ဟိုကူတဲ့ခဏတွားလိုက်တယ်ဒီမှာ iron တွေဗျအဲ့ဆိုတော့အမိုင်းလို့ကြရအောင် let's go okay ဆိုရင်29တော့ရှိဆိုလောက်နေဗျာထပ်ပြီးလက်ကြံအောင်ပါချလို့ရတယ်armor chest plate နောက်ပြီးတော့ legging နောက်ပြီးရင် helmet နောက်ဆုံးကြမှာ boot တွေလုံးမယ် okay မှာကျွန်တော်တို့9ခုတောင်ကြံနေရဗျာအာမလေးရပြီအဲတခြားလေးရဆိုတော့ solid လို့ရအောင် solid လို့ဒါတော့တိတ်ပြီးတော့တုံးဝင်မဲ့ရပါတယ်ကျွန်တော်က trident ရှယ်ကျွန်တော် trident နဲ့ထည့်ရခြင်းလေးရဗျာဘာလို့ဆိုတော့ trident က diamond sword ထက်ကိုများတယ်ဗျာ diamond sword ထက်ကို damage များတယ်ပေါ့အဲ့ဆိုတော့ OP ဖြစ်တယ်ကိုတရားလေးလုပ်ရအောင်ကျွန်တော်ရဲ့ leather boot လေးချက်ထားရမယ် leather boot ကတော့ဟို fishing rod နဲ့ရထားလို့ငါးမြန်းနဲ့ရထားတာအိမ်ဒီခဏထွက်လိုက်ရအောင်ကျွန်တော်တို့ခုအိမ်စောက်ဖို့ရင်လုပ်ကြတယ်ဟုတ်တယ်အိမ်စောက်ဖို့ရင်လုပ်လိုက်ရတယ်ဒီမှာဆိုမိုးရွာနေတယ်ဒီမှာရပြန်ဒီမှာ wonder trader တွေ့တယ်ဗျဟိုဘာရောက်မလဲမသိဘူးကိုတောင်းတိုင်းမှာတွေ့ရတယ်ကျွန်တော်ဒီလမ်းမှာဆောက်တော့ဒီလမ်းမှာတော့ပြန့်လေးလုပ်ထားရကျွန်တော် shovel တွေလည်းအများကြီးတုံးထားတယ်dirt တွေလည်းအများကြီးရထားတယ်ဗျအခုကျွန်တော်တို့ညရောက်တော့မှာညတော့မှာဟုတ်လားဟုတ်သေးရမရောက်တာမရောက်သေးဘူးဒီလိုကျွန်တော်တို့ငားများနေကြရအောင်ဗျာတိတ်ပြီးနည်းနည်းမဆောက်ရှင်သေးဘူးဗျမဆောက်ချင်တော့ငားများနေမယ်နောက်ပြီးမှကျွန်တော်တို့ပြန်ဆောက်မယ်ဗျာဒီမှာကျွန်တော်ရဲ့ mending fishing rod ကိုလည်းတက်အောင်လုပ်ရင်းနဲ့ပေါ့ဗျာဒီမှာဆိုရင်ရမယ်ကျွန်တော်မများရင်ဟိုဟာ round တွေထားလို့ပြ round ရင်တက်လိုက်မယ် trident ကြရင်တော့ကောင်းလို့ပြဗျာ please yes no trident ရတယ် trident ရတယ် oh my god durability ရတယ်တော်တော်များတယ်ဗျာ oh my god မှတ်တယ် yes ပေါင်းလိုက်မယ်ဗျာဒီရနဲ့တိတ်တော့မရပါနဲ့ that's good မိုက်တယ်ဗျာတော်တော်မိုက်တယ်ကျွန်တော်တို့ရေဆုံး farm လေးတွေရင်သွားလို့လိုက်အောင်ဗျာ farming လေးပေါ့ဝီလေးတွေရိတ်မယ်ဗာလေးလုံးမယ်အဲ့ဒီလေးသွားလို့လိုက်အောင်အေးရတော့မဆောင်ဗျာဒီမှာပြန်ဆိုင်မယ်
ဒါလေးပြဆိုင်မယ်ကျတော့ pumpkin เนี่ยတချို့ဟာတွေကကျတော့မကြီးသေးဘူးတချို့ဟာတွေကကျတော့ကြီးပြီပြတယ်မှာ pumpkin လေးဆိုနည်းနည်းများတယ်လို့ပြောရဲ pumpkin တွေကတော့ wheat တွေကတော့ဒီလောက်ပဲ seed လေးထည့်မယ် sugar cane ကတော့လိုတယ်ဗျာ sugar cane တော်လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ enchanting table လောက်တဲ့ခါကျရင် level ပိုများအောင်လို့ပေါ့ဗျာ okay အခုကျွန်တော်တို့အိမ်ရင်စောင့်မယ်ကျွန်တော်တို့ foundation ပြီးတော့ဆိုတော့wall လေးဟို stone brick wall လေးလို့ဟို stone တော့တူးလိုက်ကြရအောင်နော်ဟိုတော့တူးလိုက်မယ်ဟိုကျွန်တော်မေ့နေရအိုးကျွန်တော်မေ့နေရကျွန်တော်စပါမိုင်းရှိရလေမေ့ရရ A few moments later. Okay ခုဆိုကျွန်တော်တို့ stone တွေကိုလည်းကြိုထားတယ် stone brick လို့ဖို့အရင်ဆုံးကျွန်တော်တို့ခုတ်ထားတဲ့တစ်တွေနဲ့ကျွန်တော်ခုနခုတ်ထားတဲ့တစ်တွေနဲ့ stair လေးလုပ်ပြီးခေါင်းမိုးတော့လုပ်လိုက်ရအောင်နော်ကျွန်တော်ခေါင်းမိုးကြတော့ spruce wood နဲ့ပဲလုပ်ရမှာ yes လို့ပဲလုပ်လိုက်ပါဗျာအရင်ဆုံးတော့ဒီလိုပဲလုပ်ကြည့်အောင်မလားအောင်ဆိုမှကျွန်တော် stone brick နဲ့ပြန်လုပ်မယ်ဗျာနည်းနည်းတော့ကြာပါဗျာဒီလိုဆိုတော့ okay ခုတော့ build လိုက်မယ်အရင်ဆုံးဒါလေး craft ပြီးဒီမှာဆိုရင် stair ရှိပြီးနောက်ပြီးရင်စလုံးလိုက်ရအောင်ဒီဆုံးကျွန်တော်တို့ဒီကတစ်လေးလုံးမှာပေါ့ dirt နဲ့ဒီကလေးလုံးမှာဘာလို့ဆိုတော့တွားအလျိုတွားလာတဲ့စင်ပြီးရတယ်လို့ဆိုဒီမှာ stair လေးထားမယ် stair လေးထားမယ်ဒီဆုံးစောက်ထားမိရကျွန်တော်တို့ okay စောက်လိုက်ကြရအောင်ခုဆိုရင်လုံးလို့လည်းပြီးတော့ဒါပေမဲ့ဗျာဒီ spruce stair တွေနဲ့လောက်တာကျတော့တိတ်မလောက်လို့ထင်တယ်
အဲကြောင့်ကျွန်တော် stone break နဲ့လို့ရ stone break ကမလောက်တော့ဘူးညာလောက်တော့နောက်တော့အဲ့ဒါဆိုတော့ကျွန်တော်တို့ stone ရင်တော့ပြရအောင်ဗျာ stone တို့ပြီး smell လုပ်ထားလိုက်မယ်နောက်ပြီးရင်အဲ့လိုကျွန်တော်နောက်ပြီးရင်ဒီဟာတွေအကုန်တော့မဟုတ်ဗျာဒီနားလေးဟာတွေတော့ spruce ပဲထားမယ်အလဲရဟာတွေကိုတော့ stone brick နဲ့ထားလိုက်မယ်ကျွန်တော် pickaxe ယူမယ်အားလုံး pickaxe တက်လို့ရအောင်လောက်လုံးမှာလောက်ဆိုတော့လောက်လိုက်မယ်ကျွန်တော်ခုနောက်ဆုံး iron ပြကျွန်တော်ရဆိုတော့ building မှာတုံးမယ် building နဲ့လည်းမှာတုံးသွားတူးလိုက်ကြရအောင်နော် okay let's goကျူလီကကျွန်တော်ဒီမှာတော့ကျွန်တော်ညတော်တော်နတ်နေပြီဖြစ်ပြီးအဲ့ချိန်လည်းဖြစ်ရတော့ကျွန်တော်ဒီလောက်နဲ့ပဲနားထားလိုက်မယ်နောက်မှပြန်လုပ်ထားလိုက်မယ်ဒီ episode ကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ် like and subscribe လုပ်ပေးတော့ကြပါဦး peace out